အခုဆက်လက်ပြီးဟောကြားပေးမှာကတောက်ကြသမီးဆက်လေးတွေအတွက်အခုလာမဲ့9လပိုင်းမှာကြုံတွေ့ရမယ့်အချစ်ရည်နဲ့အိမ်အောင်ရေးကံကြမ္မာအခြေအနေလေးတွေကိုအင်ဂျယ်ကနေပြီးတော့ theory တင်ဖတ်ကြားပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒီရဲ့တောက်ကြသမီးဆက်လေးတွေမိမိတို့ရဲ့အခြေခံအိမ်အောင်ရေးကံကြမ္မာအခြေအနေလေးတွေကိုကြုံတွေ့ရမယ့်အခြေအနေလေးပေါ့ကိုမိမိကနေဒီဒီဆက်စားလေး focus လုပ်ထားပေးပါရှင်။ကျမဦးဆိုတာအခြေခံအခြေအနေလေးတွေတောက်ချသမီးဆက်လေးတွေအတွက်အခု9လပိုင်းမှာကြုံတွေ့ရမယ့်အခြေခံအခြေအနေလေးတွေကြားရောက်နေတဲ့ Teronamic ကလေးကတော့ Ambara လို့ခေါ်တဲ့ Teronamic ကလေးပဲဖြစ်ပါတယ်ရှင်။ Ambara လို့ခေါ်တဲ့ Teronamic ကလေးကအခြေခံအခြေအနေလေးတောက်ချသမီးဆက်လေးတွေအခြေခံလေးမှာဆိုရင်ကိုကချစ်သူမရှိသေးတဲ့သူဆိုလို့ရှင်ကိုထအသက်ကြီးရဲ့သူနဲ့ဘူးတာဆင်ကားဖို့ရှိပါတယ်ရှင်အခုလာမယ်9လပိုင်းမှာမိမိထက်အသက်ကြီးရဲ့သူနဲ့ဘူးတာဆင်ကားဖို့ရှိပါတယ်ရှင်ကိုထက်အသက်ကြီးရဲ့သူနဲ့ချစ်သူဖြစ်ရမယ်အဲ့လိုမျိုးပြောတာပါရှင်ပြီးတော့တကယ်လို့ကိုကချစ်သူရှိပြီးသားဆိုရင်လည်းကိုရဲ့ချစ်သူရဲ့ကိုယ့်ဘော်ကိုလူကြီးတယောက်လိုမျိုးဂရုစိုက်မှုတွေကိုယ့်ဘော်ကိုကိုရဲ့ချစ်သူကကိုထက်အသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေကိုယ့်ဘော်ကိုချင်းချင်းနာနာနဲ့နွေ့နွေ့တွေ့မိဘတယောက်လိုမြစ်တာမျိုးလူကြီးတယောက်လိုမျိုးကိုရရအပူစားတယ်မစားနဲ့ဟိုဒီညောင်မသွားနဲ့ညမောင်မပြန်နဲ့အဲ့လိုမျိုးဂရုစိုက်ချင်တာနှွေးထွေးမှုတွေဆိုတာဟာကိုမလိုချင်ပဲနဲ့တော့အရန်ကိုရနေမယ်ကာလဒါကြောင့်မလို့ကိုကချစ်သူစီကနေပြည့်ပြည့်ဝဝဂရုစိုက်နှွေးထွေးမှုလေးတွေဟာဒီကာလအတွင်းမှာစိတ်ချမ်းသာပျော်ရွှင်စွာနဲ့ရရှိမဲ့ကာလပဲဖြစ်ပါတယ်ရှင်ကိုရဲ့ချစ်သူရဲ့ဂရုစိုက်မှုတွေကိုယ့်ဘော်ကိုအမြဲတမ်းကျင်နာယူရစွာနဲ့ကိုယ့်ဘော်ကိုစောင့်ရှောက်မှုတွေကိုရရှိနေမဲ့ကာလပဲဖြစ်ပါတယ်ရှင်အဲ့လိုမျိုးရရှိနေစဉ်ကာလမှာပဲကိုကကိုရဲ့ချစ်သူစီကအဲ့လိုမျိုးဂရုစိုက်မှုတွေကကိုကနေပြီးတော့အဲ့ဒီဘော်ကိုဟောတရာနွေးတယ်ကိုယ့်ဘော်ရန်ဂရုစိုက်ပါလားဆိုပြီးကိုကနေပြီးတော့ကျင်ကျင်နာနာနဲ့ကိုယ့်ဘက်ကလည်းပြန်ပြီးတော့ချစ်ခင်ကျင်နာစွာနဲ့ပြန်လဲတုံ့ပြန်မှုလိုအပ်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့သူ့တစ်ဖက်သက်တည်းဆိုလို့ရှိရင်တော့သူကနေပြီးတော့ငါတစ်ဖက်တည်းပဲဂရုစိုက်နေရပါလားဆိုပြီးတော့သူကနေပြီးသူကိုချစ်ပါမလားဆိုတဲ့အတွေးလေးတွေနဲ့ကိုယ့်ဘော်မှာသူကအဲ့လိုမျိုးတွေးသွားနိုင်ပါတယ်သူငါ့ကိုငါလောက်ရောချစ်ရလားဆိုပြီးတော့တွေးသွားနိုင်ပါတယ်ဒါကြောင့်မို့သူ့ရဲ့ဂရုစိုက်မှုကိုကရတဲ့ခါတိုင်းမှာလေကိုယ့်ဘက်ကနေပြီးတော့ကိုကြည်နူးကြောင်းကိုကြည်တဲ့အကြောင်းလေးတွေကိုပြန်လဲပြောရင်းနဲ့ပျော်ရွှင်ကြည်နူးရဲ့အချိန်လေးတွေကိုဒီကာလအတွင်းမှာဖြတ်တန်းလိုက်ပါရှင်ကိုကနေပြီးတော့အပြန်အလှန်နားလည်မှုနှွေးထွေးမှုတွေနဲ့အခုကာလအတွင်းမှာဖြတ်တန်းမယ်ဆိုရင်အခြေရေးဟာပြောနေစရာမလိုအောင်ပဲကိုကနေပြီးတော့ကောင်းခြင်းအခြေရေးကံကောင်းခြင်းတွေရရှိစေမှာကြုံတွေ့စေမှာဖြစ်ပါရဲ့ရှင်ကိုချစ်သူရဲ့ကိုယ့်ဘော်ကိုဂရုစိုက်မှုတွေကနေပြီးတော့တခါတလေမှာကိုယ့်ဘော်ကိုပေါ့နော်ကိုချစ်သူကနေပြီးတော့ဒါမလုံးနဲ့လို့ပြောလိုက်တဲ့အရာတခုကိုကလုံးလိုက်မိတယ်အမှားတခုအဲ့လိုမျိုးအမှားတခုကိုချစ်သူကကိုဆူလိုက်တယ်အဲ့ဆူလိုက်တဲ့ဘော်ကိုကနေပြီးတော့စိတ်ကောက်လိုက်တယ်အဲ့လိုစိတ်ကောက်ရာကနေပြီးတော့ကိုကနေပြီးတော့စိတ်ကောက်တာနည်းနည်းလေးများသွားပြီးတော့သူကလည်းမချော့ဘူးဆိုလို့ရှိရင်ပြန်မချော့တော့ဘူးဆိုလို့ရှိရင်သူကလည်းသူမမာဘူးဆိုပြီးတော့ပြန်မချော့ဘူးအဲ့လိုမျိုးပြန်မချော့ဘူးဆိုလို့ရှိရင်တော့ဒီကာလအတွင်းမှာတယောက်နဲ့တယောက်ဟာအဆက်အသွယ်ခဏတာပြတ်တောက်ဖို့တွေ့ရပါတယ်ရှင်ဒါကြောင့်မလို့ကိုကနေပြီးတော့ကိုဘက်ကလည်းစိတ်ကောက်တွေရမ်းမလွန်ပဲနဲ့သူနဲ့ပြလေးလေးဖြစ်နိုင်အောင်လို့ကိုဘက်ကလည်းသူ့ရဲ့ဂရုစိုက်မှုတွေကိုတည်တည်ချာချာလေးလိုက်နာပြီးသူမှားတဲ့စကားတွေကိုလားထောင်ဖို့လိုအပ်ပါတယ်ရှင်ဒါကြောင့်မို့လို့ကိုရဲ့ချစ်သူနဲ့အခြေအေးကံအခု9လပိုင်းမှာတောက်ကြသမီးဆက်လေးအနေနဲ့အခြေအေးကံဆိုရင်ချစ်သူရဲ့အထူးတလဲအလွန်တရာကိုပဲဂရုစိုက်မှုလေးတွေကိုရရှိနေဖို့ရှိပါရဲ့ရှင်ပြီးတော့အခြေအေးမှာကိုရဲ့ချစ်သူရဲ့ယုံကြည်မှုကိုလည်းပြေဝရရှိမယ်အဲ့ဒီယုံကြည်မှုကိုလည်းကိုကအလွဲသုံးစားမလုပ်မိစေဖို့လည်းလိုအပ်ပါတယ်ရှင်ဒါကတော့အခြေအေးမှာတောက်ကြသမီးဆက်လေးတွေအခု9လပိုင်းမှာအရေးကြီးဆုံးပဲဖြစ်ပါတယ်ရှင်တောက်ကြသမီးဆက်လေးအနေနဲ့အခုမှ9လပိုင်းမှာအခြေအေးကံအတွက်မိမိကနေပြီးတော့ပုံမပြီးကောင်းမွန်တဲ့ကံတရားတွေရရှိစေဖို့အတွက်မိမိထက်အသက်အရွယ်ကြီးတဲ့သူတို့ကိုစေ
စေဝါဒါနာပြုလုပ်ပြီးတော့လှူဒန်းပြီးဆူတောင်းလိုက်ပါရှင်ဒါဆိုရင်မိမိစီကိုကောင်းသောကံတရားတွေခြေကံကောင်းခြင်းတွေရရှိလာစေမှာဖြစ်ပါရဲ့ရှင်အခုဟောကြားပေးသွားတာကတောက်ကြသမီး14ရေအတွက်အခြေကံဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးအိမ်အောင်ရေးကံအတွက်ကတော့တောက်ကြသမီး14ရေအနေနဲ့အခု9လပိုင်းမှာမိမိအိမ်အောင်ဘက်ကမိမိအပြင်မိမိအိမ်အောင်ဘက်စီမှာတခြားတယောက်ကိုရွေးချယ်စရာရှိလာပါလိမ့်မယ်ရှင်။ဒါပေမဲ့လည်းမိမိကနေပြီးတော့မေတ္တာထားပြီးကိုယ့်ရဲ့ချစ်ချင်းမေတ္တာကသူ့အပေါ်ကိုလွှမ်းမိုးနိုင်ပါလိမ့်မယ်။အဲ့လိုမျိုးလွှမ်းမိုးနိုင်တဲ့အတွက်ကြောင့်မို့လို့နောက်ဆုံးသူရွေးချယ်မဲ့သူကကိုယ်ပဲဖြစ်ပါလိမ့်မယ်။အခု9လပိုင်းမှာဒါပေမဲ့ကိုယ့်ရဲ့ချစ်သူကတခြားသူပုံစိတ်ရိုင်ခြင်းတွေကိုတွေ့ရပါလိမ့်မယ်ရှင်။အဲ့ကိုယ့်ရဲ့အိမ်အောင်ဘက်ပေါ့နော်ကိုယ့်ရဲ့အိမ်အောင်ဘက်ကတခြားသူပုံစိတ်ရိုင်နေတာကိုကနေဒီဘက်ကနေပြီးတော့မေတ္တာတရားနဲ့သာပြန်လည်ပြီးတော့ကုစားပေးလိုက်ပါရှင်။ပြီးတော့မိဘဆွေမျိုးသားချင်းတွေကိုယ့်ရဲ့မိဘအကြီးအကဲတွေရဲ့ကျမ်းမာရေးကိစ္စပေါ်လာတတ်ပါတယ်ရှင်။အဲ့ဒီကျမ်းမာရေးကိစ္စကြောင့်မိမိကနေပြီးတော့မိမိရဲ့မိဘအိမ်ကိုပြန်ရတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ချစ်သူကကိုယ့်ရဲ့အိမ်အောင်ဘက်ကနေပြီးတော့ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ခိတ္တခဏခွဲခွာပြီးတော့မိမိရဲ့အိမ်ကိုပြန်ရဖို့ရှိပါတယ်မိဘညီကိုမောင်နှမဆွေမျိုးသားချင်းတွေစီကိုပြန်ဆွေမျိုးသားချင်းရက်ထံကိုလည်းပြန်ရဖို့ရှိပါတယ်ရှင်မိမိကနေစတင်ပြီးတော့ခွဲခွာသွားခြင်းပေါ်ကိုလည်းမိမိရဲ့အိမ်အောင်ဘက်ကနေပြီးတော့မိမိပေါ်မှာလွမ်းဆွတန်တာတရိယာခြင်းတွေဖြစ်နေဖို့ရှိပါတယ်ဒါကြောင့်မို့လို့ခိတ္တအနေဝေးနေတဲ့ပေါ်ကိုလည်းကိုယ့်ဘက်ကနေပြီးတော့အိမ်အောင်ဘက်ပေါ်ကိုလည်းပြစ်မထားမိစေဖို့ဂရုစိုက်ပေးဖို့လည်းလိုအပ်ပါတယ်ရှင်ဒါကတော့အခုလာမယ့်9လပိုင်းမှာကြုံတွေ့ရမယ်တောက်ကြသမီး14ရေအတွက်အိမ်အောင်ရေးချင်နေပါပဲရှင်မိမိရဲ့မိဘတွေရဲ့ကျမ်းမာရေးကိစ္စကိုအကြောင်းပြုပြီးတော့ဝေးကွာရဖို့ခိတ္တခဏဝေးကွာဖို့ရှိပါတယ်ရှင်ကိုယ်အိမ်အောင်ဘက်ရဲ့တခြားသူပေါ်စိတ်ရိုင်နေမှုတွေကိုလည်းကိုယ့်ရဲ့ချစ်ချင်းမေတ္တာတရားနဲ့သာကုသပေးပါရှင်ဒါကတော့အခု9လပိုင်းမှာမိမိကနေပြီးတော့အိမ်အောင်ရေးနဲ့ပတ်သက်ရင်စိတ်ရှုပ်ထွေးစရာလေးတွေတွေးတောစရာလေးတွေနဲ့ကိုယ့်ရဲ့မိဘကျမ်းမာရေးကလည်းရှိနေတော့ကိုကနေပြီးတော့ဒီကာလအတွင်းမှာဆိုရင်နှစ်မျိုးနှစ်ခွတွေးစရာလေးတွေထွေးရပြစ်စရာလေးတွေလည်းဘုံနောက်ထဲမှာအတွေးရင်ညာပြီးရှုပ်ထွေးနေတဲ့ကာလလေးဖြစ်တဲ့အတွက်မိမိရဲ့အတွေးလေးများကြည်လင်လန်းဆန်းပြီးတော့အိမ်အောင်ရေးကံကြီးကောင်းလာစေဖို့အတွက်အခုလာမယ့်9လပိုင်းမှာပြုလုပ်ပေးရမှာလေးကတော့မိမိရဲ့မွေးနေ့တောက်ကြနေ့မနက်မှာမိမိရဲ့အိမ်ရှိကနေဖြတ်သွားတယ်ဘုမဟုတ်လမ်းမှာတွေ့တယ်စွန့်ငံကြွနေတဲ့ကိုရင်လေးတစ်ပါးအဲ့ဒီကိုရင်လေးတစ်ပါးကိုမိမိကနေပြီးတော့စာရေးကရိယာလေးလှူဒန်းပေးလိုက်ပါရှင်ဒါဆိုရင်တော့မိမိစီကိုကောင်းမွန်တဲ့ကံတရားတွေရရှိလာမှာပါရှင်အိမ်အောင်ရေးကံဉာဏ်ခိုက်တည်ပြည့်လည်ပြီးတော့ကောင်းမွန်တဲ့အိမ်အောင်ရေးကံတွေရရှိလာမှာပါရှင်အခုဟောကြားပေးသွားတာကတော့တောက်ကြသမီး14ရေအတွက်အခုလာမယ့်9လပိုင်းမှာကြုံတွေ့ရမယ့်အခြေရင်းနဲ့အိမ်အောင်ရေးကံအခြေအနေလေးကိုအင်ဂျင်ကနေပြီးတော့ Tarot Reading ဖတ်ကြားပြီးတော့ဟောပြောပေးခဲ့တာပဲဖြစ်ပါတယ်ရှင်